အားလုံးယေရှုနာမနဲ့မင်္ဂလာပါဒီကနေ့မှာတော့နောက်ကျောကိုသားနဲ့ထိုးခြင်းဆိုတာဆိုတဲ့နှုတ်ကပတ်တော်ကောင်းစဉ်နဲ့အရောက်စီတိုင်းကိုထပ်မံပြီးတော့နှုတ်ဆက်ခွန်အားပေးလိုပါတယ်။ဒီနေ့အဖြစ်ပြောမယ်ဆိုရင်တော့ဖုံးကွယ်နေတော့ဇာတိပဂရိစိတ်လို့လည်းပြောလို့ရတယ်လို့အများစုနားလေတာကလူယုံတတ်တယ်ဆိုတဲ့စကားလုံးလည်းဖြစ်တယ်ဆိုတာကိုလည်းနားလေဖို့ဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာမှာအဖြစ်အပျက်လေးတစ်ခုရှိပါတယ်။အားရဆိုရင်စတုတ္ထစာဆောင်အခန်းကြီး8အပိုင်ငယ်73မှာနှုတ်ကပတ်တော်ကလူလေးမှတ်တမ်းတင်ထားပါတယ်။ဟာဇေလကကိုတော်ကျွန်သည်ခွေးဖြစ်လက်နှင့်ဤမြလောက်ကြီးသောအမှုကိုပြုရပါလိမ့်မည်လောဟုမေးပြန်သောအေလိရှေကတင်ဒီရှုရိနိုင်ငံကိုစိုးစံရလိမ့်မည်အကြောင်းကိုထာဝရဘုရားသည်ငါအားပြတော်မူပြီဟုဆို၏ဒီအဖြစ်အပျက်က BC 840ခန့်မှရှိတဲ့နိုင်ငံရေးအဖြစ်အပျက်တစ်ခုဖြစ်ပါတယ်တကယ်တမ်းကျတော့ဣသရေလနိုင်ငံရဲ့အကြောင်းလည်းမဟုတ်ဘူးယူဒနိုင်ငံရဲ့အကြောင်းလည်းမဟုတ်ဘူးဒီအကြောင်းအရာကရှုရိနိုင်ငံရဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်အဲ့ဒီမှာရှုရိရှင်ဘုရင်ကနေမကောင်းဖြစ်နေတဲ့အချိန်မှာမတက်မြို့ထဲမှာအေလိရှေရောက်လာတဲ့ဆိုတဲ့သတင်းကိုကြားတဲ့အခါမှာရှင်ဘုရင်ကလူကိုစေလွှတ်ပြီးတော့သူနေမကောင်းတဲ့အရာနဲ့ပတ်သက်ပြီးတော့ပြောင်းမလားမပြောင်းဘူးလားဆိုတာကိုသတင်းမေးခိုင်းပါတယ်တွားပြီးတော့သတင်းမေးတဲ့သူကရှုရိရှင်ဘုရင်ရဲ့လူယုံပဲဖြစ်ပါတယ်ဟာဇေလဆိုတဲ့သူကတွားမေးပါတယ်ဘုရားသခင်လူအေလိရှေစီရောက်လာတဲ့ခါမှာအကြောင်းအရာကိုပြောပြတဲ့အခါအေလိရှေကပျောက်မှာဖြစ်တယ်ဒါပေမဲ့ဆက်သေးရမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်ဒါပေမဲ့ဘုရားသခင်လူကမျက်ရည်ကျပြီးတော့အဲ့ဒီချိန်မှာဟာဇေလကိုသင်ဟာနောက်တစ်ချိန်မှာဣသရေလတိုင်းပြည်မှာရှိတဲ့လေးသူငယ်တွေတက်ကြီး၍အိုတွေစီးစိမ်ဥစ္စာတွေကိုဖျက်ဆီးပြီးတော့လူတွေကိုလည်းပြည့်ရဆက်တတ်မဲ့သူဖြစ်လာလိမ့်မယ်ဆိုတဲ့အကြောင်းယူပါယုံမြင်ပြီးတော့ပြောတဲ့အခါမှာခုနကအငယ်73မှာဖတ်တဲ့ကျမ်းစာအဖြစ်ဘုရားသခင်လူကိုဟာဇေလကပြန်ပြီးတော့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်သူကခွေးဖြစ်လို့ဒီလိုမျိုးကြီးတဲ့အလုပ်တွေဒါမျိုးမတရားတဲ့အလုပ်တွေလုပ်ရမလားဆိုပြီးတော့ရှက်ကန်းကန်းနဲ့ပြန်ပြီးတော့တုံ့ပြန်တဲ့စကားဖြစ်ပါတယ်အငယ်14ကိုပြန်ဖတ်လာတဲ့အခါမှာတော့ဟာဇေလသည်တွား၍မိမိသခင်ထံသို့ရောက်သောအခါသခင်ကအေလိရှေသည်အဘေသို့ဆိုသည်ဟုမေးလျင်ကိုတော်သည်အနာမဆက်ထမြောက်တော်မူမည်ဟုဆိုပါဒီဟုလျှောက်လေ၏တကယ်တမ်းကျတော့သူပြောတဲ့စကားထဲမှာတဝက်တော့မှန်ပါတယ်ဒါပေမဲ့နောက်လုံမဲ့အရာတွေသူ့ရဲ့စိတ်နှလုံးသားထဲမှာကြိုပြီးတော့ကြံစီထားတဲ့အရာတွေနောက်ကျိုးကိုဓာတ်နဲ့ထိုးမဲ့အရာတွေသူကရှင်ဘုရင်ကိုတတ်ပြီးတော့သူတို့ရဲ့ရှုရိနိုင်ငံမှာရှင်ဘုရင်ဖြစ်လုပ်မဲ့အစီအစဉ်တွေအကုန်လုံးကိုတခုမှပြန်မပြောတော့ဘူးသူ့ရဲ့စိတ်နှလုံးသားထဲမှာပဲဖုံးကွယ်ထားတယ်အဲ့တော့အေလိရှေပြောတဲ့စကားကပျောက်မှာတော့မှန်တယ်ဒါပေမဲ့ဆက်သေးရမယ်နောက်နေ့ရောက်တဲ့အခါမှာနက်ဖြန်နေ့၌ဟာဇေလသည်တိုးမွေဝတ်ကိုရေ၌နှစ်ပြီးလင်ရှင်ဘုရင်ဤမျက်နာကိုဖုံးအပ်သည်ဖြင့်ရှင်ဘုရင်တည်၍ဟာဇေလသည်နားထိုင်လေ၏တနည်းအားဖြင့်ပြောမယ်ဆိုတော့ရှင်ဘုရင်ရဲ့လူယုံဖြစ်တဲ့ဟာဇေလကပဲရှင်ဘုရင်ကိုတတ်လိုက်တယ်ဆိုတော့တွေ့ရတယ်ပြီးတော့အဲ့ဒီရှုရိမာသူနန်းထိုင်တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဒီအဖြစ်အပျက်ကိုကြည့်တဲ့အခါမှာတကယ်တမ်းကျတော့ဒါလူယုံတတ်တယ်လို့လည်းပြောလို့ရပါတယ်နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့အဖြစ်အပျက်လည်းဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုတော့ဖုံးကွယ်ထားတဲ့ဇာတိပဂရိစိတ်တွေသူ့ရဲ့စိတ်နှလုံးသားထဲမှာမကောင်းတဲ့ကြံစီမကောင်းတဲ့အတွေးခေါ်မကောင်းတဲ့လုံမဲ့အရာတွေအကုန်လုံးကိုဖုံးကွယ်ထားတဲ့ရှင်ဘုရင်ပေးမသိဘူးတကယ်တမ်းဆိုရင်ရှင်ဘုရင်ကအမျှော်မြင်ရှိတဲ့သူတွေပညာရှိတဲ့သူတွေဖြစ်ပါတယ်ဒါပေမဲ့ပြသူ့ရဲ့အကြံစီတွေအကုန်လုံးကိုဖုံးကွယ်ပြီးတော့နောက်ဆုံးရှင်ဘုရင်ကိုတောင်မှတတ်လိုက်တဲ့အခြေအနေထိသူလှုပ်ဆောင်ခဲ့တယ်ဆိုတော့တွေ့ရတယ်အဲ့တော့ဒီဖြစ်ပျက်ကိုကြည့်တဲ့အခါမှာဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေစင်ကြင်ရမယ့်အရာတွေရှိပါတယ်လူတိုင်းရဲ့စိတ်နှလုံးသားထဲမှာမကောင်းတဲ့စိတ်တဘောဇာတိပဂရိစိတ်တွေကိန်းအောင်နေနိုင်ပါတယ်ချစ်တော်တင်မှာရှိတဲ့ယုံကြည်သူညီကိုမောင်နှမများအဲ့ဒီသူတစ်ပါးပေါ်မှာမတရားတဲ့စိတ်တဘောမတရားတိုင်းလှုပ်ချင်တဲ့နှလုံးသားသူတစ်ပါးကိုထိခိုက်နာကျင်စေလိုတဲ့တဘောသူတစ်ပါးကိုစုံနစ်စေလိုတဲ့တဘောသူတစ်ပါးကိုကြာရှုံးစေလိုတဲ့တဘောအဲ့ဒီစိတ်နှလုံးရှိတယ်ဆိုရင်ချက်ချင်းပဲတင့်ရဲ့စိတ်နှလုံးထဲကနေအဲ့ဒီစိတ်တဘောကိုဖေချလိုက်ပါ။ဘာကြောင့်လဲဆိုတော့အမင်္ဂလာဖြစ်စေတဲ့တင်ရဲ့ဘဝအသက်တာကိုဟိုးအောက်ဆုံးထိတဲ့အောင်ဆွဲချသွားမယ်ပြီးစွာတော့အမင်္ဂလာအမှုဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီအရာမျိုးကိုတင်နှလုံးသားနဲ့ဖေချလိုက်ပါ။နောက်ဒုတိယတစ်ခုစင်ကြင်ရမယ့်အရာကပြီးအဲ့ဒီဇာတိပဂတိစိတ်ရှိတယ်ဆိုရင်
တကယ်တမ်းကျတော့ဒီဇာတိပဂရိစိတ်နဲ့ပတ်သက်ပြီးတော့တမန်တော်ကြီးရှင်ပေါလုကအချိန်ချင်းကျွန်တော်တို့ကိုတတိပေးထဲမှာလည်းပါပါတယ်အဲ့တော့အဲ့ဒီဇာတိပဂရိစိတ်ကိုမိမိရဲ့ခွန်အားနဲ့ကိုယ့်ရဲ့အစွမ်းနဲ့မိမိရဲ့ခွန်အားနဲ့ဒါတွေကိုဖေဖို့ဆိုတာတော့လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးအထူးသဖြင့်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာနှုတ်ကပတ်တော်မရှိဘူးတမန်တရားမရှိဘူးယေရှုခရစ်တော်မရှိဘူးဆိုရင်ပို့ပြီးတော့မလွယ်ပါဘူးအဲ့ဒီဇာတိပဂရိစိတ်ကိုအနိုင်ယူနိုင်ဖို့ကကိုယ့်ရဲ့ခွန်အားနဲ့မတတ်နိုင်ဘူးဆိုတာကိုကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်နှလုံးသားထဲမှာမကောင်းတဲ့စိတ်တဘိုးတွေကိန်းအောင်နေပြီဆိုရင်ဘုရားသခင်စီလာခဲ့ပါယေရှုခရစ်တော်ဘုရားကဒီလိုပြောပါတယ်ဝင်လေ၍ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြတော့ငါဒီချမ်းသာပေးမယ်တင်းရဲ့စိတ်နှလုံးသားထဲမှာရှိနေတဲ့မကောင်းတဲ့စိတ်တဘိုးတွေမကောင်းတဲ့အကြံစီတွေမကောင်းတဲ့အတွေးခေါ်တွေအကုန်လုံးကိုယေရှုခရစ်တော်ဘုရားအားဖြင့်ဖေရှားပေးနိုင်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်ဒါကြောင့်ခရစ်တော်ကိုဒါလည်းကျွန်တော်ကိုးစားဖို့ဖြစ်ပါတယ်နောက်တရားတစ်ခုကတမန်တော်ရှင်ပေါလုကဂါလာတိအခန်းကြီး9အပိုင်ငယ်16မှာနှုတ်ကပတ်တော်အဖြစ်ဒီလိုလေးပြောခဲ့ပါတယ်။ပြည့်ညက်ဒီကဝိညာဉ်ပဂတိအတိုင်းကျင့်ကြလော့ထိုတို့ကျင့်လင်ဇာတိပဂတိဤအလိုတို့မလိုက်ပဲနေကြလိမ့်မည်။အဲ့တော့ဒီနေရာမှာပြောတဲ့အရာကဇာတိပဂတိစိတ်ကိုထိန်းချုပ်ဖို့အတွက်ဇာတိပဂတိစိတ်ကိုအနိုင်ယူဖို့အတွက်ကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာဝိညာဉ်ပဂတိစိတ်တဘောကိုအစားထိုးဖို့လိုတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။ကျွန်တော်ရဲ့စိတ်နှလုံးသားထဲမှာဝိညာဉ်ပဂတိစိတ်မရှိဘူးဆိုရင်တော့သိကြတယ်ဇာတိပဂတိစိတ်ကလွှမ်းမိုးနေပါလိမ့်မယ်။ဒါကြောင့်တမန်တော်ကြီးရှင်ပေါလုကဒီဇာတိပဂတိစိတ်ကိုအနိုင်ယူနိုင်တာဒီဝိညာဉ်ပဂတိစိတ်ပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့နှလုံးသားထဲမှာဝိညာဉ်ပဂတိစိတ်ကိုနှလုံးသားထဲမှာနေရာပေးပြီးတော့ထိုဝိညာဉ်ပဂတိစိတ်တဘောကိုပဲကျွန်တော်အသက်တာထဲမှာအသက်ရှင်ခွင့်ပေးဖို့ဖြစ်ပါတယ်။ဒါကြောင့်တန်းစာကဒီလိုပြောပါတယ်။ထိုတို့ကျင့်လင်ဇာတိပဂတိစိတ်ရဲ့အလိုတို့မလိုက်ပဲနေမှာဖြစ်တယ်။ဒါကြောင့်ဇာတိပဂတိစိတ်ဆိုတာလူတိုင်းမှာရှိပါတယ်။ကိန်းအောင်နေတယ်ဟိုးထဲမှာဒါကြောင့်တစ်ခါလေကြာရင်ကျွန်တော်တို့နှုတ်ကပတ်တော်နဲ့အသက်မရှင်တဲ့အချိန်ကနှုတ်ကပတ်တော်ကိုအခွင့်မပေးမိတဲ့အခါမှာဇာတိပဂတိစိတ်ကလာတတ်တယ်။ဒီနေ့အမှုတော်ဆောင်တွေပြင်ရင်ဒီလိုပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့နေ့တိုင်းလိုကျွန်တော်တို့စိတ်နှလုံးကိုကျွန်တော်စိတ်တဘောကိုထိုတမန်တရားထိုယေရှုခရစ်တော်ဘုရားကိုနေရာပေးပြီးတော့ဇာဝိညာဉ်ပဂတိစိတ်သဘောကိုနေရာပေးပြီးတော့အသက်ရှင်ဖို့ဖြစ်ပါတယ်။တို့မှဒါလည်းကျွန်တော်တို့အသက်တာမှာအလုံးစုံလူချင်းခွင့်ရမယ်။ဘုရားသားသမီးပိတာစွာအသက်ရှင်ခွင့်ရမယ်။ဒါပြင်ကျွန်တော်တို့တဘာတူပေါ်မှာမကောင်းတဲ့စိတ်သဘောတွေနောက်ကျောကိုဓာတ်တွေထိုးတဲ့အရာတွေလူယုံတတ်တယ်ဆိုတဲ့အရာတွေကျွန်တော်တို့ရင်ဆိုင်ရတော့မှာမဟုတ်ပါဘူး။ကျွန်တော်ရဲ့အသက်တာတိုင်းမှာဒါတွေဖြစ်လာမှာမဟုတ်ဘူး။တကယ်တော့ဒီလိုဖြစ်တယ်ဆိုတာကသိကြတယ်။ကျွန်တော်တို့ရဲ့စိတ်နှလုံးသားထဲမှာဝိညာဉ်ပဂတိစိတ်တဘောထက်ဇာတိပဂတိစိတ်တဘောကလွှမ်းမိုးပြီးတော့ခိုအောင်နေတော့ကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်။တို့ပါတို့ကြောင့်ထိုကဲ့သို့သောဇာတိပဂတိစိတ်တဘောတွေကိုကျွန်တော်တို့အသက်တာကနေဘုရားရဲ့တကူတော်နဲ့ဘုရားရဲ့ခွန်အားနဲ့ဖေရှားပြဖို့ဖြစ်ပါတယ်။အရောက်စီတိုင်းကိုဘုရားတခင်ကောင်းချီးပေးပါစေ။